လိမ်မော်ရောင်လေးတကယ်မိုက်ပြီးတကယ် fine နေဗျာဒီနေ့တော့ညိုကီတို့ကိုစောက်ရမ်းမိုက်တဲ့ဘိန်းလေးတစ်စီးပြမယ်ဒီဘိန်းလေးက Harley Davidson Sportster 883R ဖြစ်ပါတယ်စကီးကတော့18စကီးပါသူက Maestro ကထုတ်တာပဲပေါ့နော် Maestro brand ဖြစ်တယ်ဒါပေမဲ့သူက Maestro ကထုတ်တဲ့တခြား Harley တွေနဲ့မတူပါဘူးဒီဒီကွာပါတယ်ဒီကောင်လေးကဒီဒီပုံမိုက်တယ်ဘာလို့လဲဆိုတော့ဘယ်လိုပြောရမလဲကျွန်တော်မသိဘူးလို့လေအော်မတေပြောလို့ရတယ်ဗျာတစ်စီးလုံးเนาะ frame ရော body ရော handle တွေကစားဗျာအကုန်မတေပြီးနောက်ထပ်သူက signal မီးတွေရှေ့မီးတွေပေါ့နော်အဲကောင်လေးကိုလည်းသူကဖန်မီးလေးတွေနဲ့လုပ်ပေးထားပါတယ်ဒီဒီကတော့တကယ်မိုက်တယ်ဗျာဒီကောင်အပြင်မှာเนาะ weight လေးလေးတယ်ဘိန်းတွေကတော့ပုံမှန်တိုင်းတာယာဘိန်းကြီးပေါ့နော် rubber ဘိန်းကြီးဖြစ်တယ်เนาะဒီကောင်ကဗျာနောက်ဖောက်ဆိုလဲ spring ကြီးတိကျထည့်ရရတယ်ဗျာပုံမှန်ဆိုလို့ရှိရင်ဒီကောင်ကြီးကနောက်ဖောက်ပါလဲခါမှာပဲ spring တက်ပြီးထားရဗျာသိရမလား